ဒီကောင်လေးကပွေလောက်မယ်ရှုပ်လောက်မယ်ပေါ့အဲ့လိုမျိုးတော့ပြောခံရတော့နည်းနည်းရှိတယ်တကယ်ကတော့မင်္ဂလာပါရှင် ဟုတ်မင်္ဂလာပါ အမလေးအသက်လေးအလုပ်လေးမိတ်ဆက်ပေးပါအောင်ရှင် နာမည်ကတော့ Ray လို့ခေါ်ပါတယ်အသက်ကတော့22နှစ်ပါဆိုတော့ပါချင်းနေလုပ်နေပါတယ် ရန်ကုန်ကပဲပေါ့နော် ရန်ကုန်ရောက်တာတော့မကြသေးဘူးကျွန်တော်တို့ကရှမ်းပြည်ရပါ ဒီနေ့ဝတ်ထားတဲ့ဒီ office လေးနဲ့ပတ်သက်ပြီးတော့နည်းတော့လေးပြောပြပေးပါအောင် ဒီနေ့ပုံမှန်တော့ပေါ့ပါပဲတကယ်ချင်းနဲ့မုံတက်ဆိုင်နဲ့အဲ့လိုပေါ့ပါပဲပေါ့ အောင်လေးရဲ့အမြင်မှာပေါ့နော်ကောင်မလေးတယောက်ကဘယ်လို fashion မျိုးဝတ်ထားတာမိမိုက်တယ်လို့ထင်လဲရှင် အတူပြက်တွေအရင်မဟုတ်ပဲနဲ့အဲ့လိုရိုးရိုးရှင်းရှင်းချောချောရှင်းရှင်းလေးပေါ့အခြားခြားလေးဆိုပို့ပြီးချက်တော့ကြတယ် ခုလက်ရှိရောပေါ့နော်အမှုပညာလှူရှားမှုတွေဘာတွေလုပ်မယ်လို့စဉ်းစားထားလဲရှင် Recent Chinese ဆိုရဲတရုတ်ချင်းကပါဆိုရဲဘန်လေးရှိတယ်ပေါ့နော်ကျွန်တော်တို့အမှအဲ့ page ကို run နေရပေါ့ဟိုဆိုတော့နေနဲ့သွားနေရပေါ့ချင်းနေလောက်နေပေါ့ အလားပါနဲ့ပတ်သက်ပြီးတော့ဘယ်ဘိုင်းလေးတွေဦးစားပေးပြီးလုပ်ဖြစ်လဲရှင် အလားပါတော့အရင်တော့ကွန်ကိုမလုပ်ဖြစ်ဘူးပေါ့နော်နည်းနည်းအဲ့လိုပုံမှန်လေးhygiene ကောင်းအောင်တင်းရှင်းရှင်းနေအဲ့လောက်ပါပဲ ကိုသုံးနေတဲ့ product တွေကဘယ် brand လေးကသုံးကောင်းနေဆို recommend ပေးချင်တာရှိလားရှင် ကျွန်တော်တို့ baby မိုင်းမဲသုံးတယ်ကျွန်တော်နည်းနည်း sensitive ဖြစ်တော့အဲ့လို baby မိုင်းမဲနဲ့သုံးရတာများတယ် မိမိုက်ပြီးတော့မှကွာအရင်ကြည့်ကောင်းတာဆိုတော့သဘောကျနေတဲ့လူတော့အများကြီးရှိမှာပဲနော် ရှိရင်လည်းရှိမယ်မရှိရင်လည်းမရှိဘူးကွာ ကိုပြန်ကြားလေးရှိရကိုယ့်ရဲ့မဟုတ်မမှန်တဲ့ကောလာဟာလာလေးတစ်ခုလာပြပြလို့ရမလားရှင် ဒီကောင်လေးကပွေလောက်မယ်ရှုပ်လောက်မယ်ပေါ့အဲ့လိုမျိုးတော့ပြောခံရတော့နည်းနည်းရှိတယ် တကယ်ကတော့ တကယ်ရိုးသားလေးပါလေ မောင်လေးရဲ့ပေါ့နော်မိမိုက်နေတဲ့ fashion တွေနဲ့ဓာတ်ပုံလေးကြည့်လို့ရအောင် social media ထောက်လေးပြလို့ရမလားရှင် ရပါတယ်ကွဟုတ်ဒီဗီဒီယိုလေးကို line မှာပြန်တင်မယ်ရလားရှင် ရပါတယ်ဟုတ်တယ် ကြည့်နေတဲ့တငယ်ချင်းတို့အနေနဲ့အလားပါနဲ့ပတ်သက်ပြီး photo စီရဲ့လေးဝက်ရှက်ကိုသိချင်နေဆိုရင်တော့ကျမတို့ရဲ့ account လေးကို like follow ကိုမမေ့ပါနဲ့နော်နောက်ဗီဒီယိုမှာပြန်လည်တွေ့ပါမယ်ရှင်အားလုံးပဲတတာ不论我经历心里山里还是你浪漫的夏季还有浪漫的一个你给我一个粉红